အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ MM မျိုးလိုက် channel ကနေပြီးတော့ဒီကနေ့မှာပြန်လည်ကြိုဆိုပါရခင်ဗျာဒီကနေ့မှာကြော်မိတ်ဆွေတွေကိုကျွန်တော်ပြန်လည်မျှဝေပြီးတော့ထပ်မံတင်ဆက်မှာကတော့ဒီတစ်ပတ်ရဲ့တောက်ကြနေ့ကျွန်တော်တို့73ရက်2လပိုင်း2026မှာထွက်မယ်ဒူဒီကိုဒီကနေ့မှာကြော်မိတ်ဆွေတွေထပ်မံပြီးတော့ကျွန်တော်ကအကောင်းဆုံးကြိုးစားဖန်တီးပြီးတော့ပြန်လည်မျှဝေသွားအောင်မယ်အခုဆိုလို့ရှိရင်ကျွန်တော်တို့ကဒဲဒီရောပတိတွေရောနော်ကျွန်တော်တနေ့လာအင်္ဂါပိုရဘူးကြာသာပဲနေ့ထိ၄ရက်ဆက်တိုင်အောင်မြင်ခဲ့ပြီးဖြစ်တယ်ကြာသာပဲနေ့မှာလည်းကျွန်တော်နှစ်ပတ်တိပေးထားခဲ့တယ်နှစ်ပတ်တိသမားတွေတော့ရကြလိမ့်မယ်ထင်ပါတယ်ပြည်ရကြသေးတယ်ရတဲ့သူတွေလည်းကျွန်တော်တို့ပီတီဝန်စားလေးဖြည့်ဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာဒီကနေ့မှလည်းထပ်မံပြီးတော့ကျွန်တော်မိတ်ဆွေတွေကြိုးဖြစ်တော့အောင်အကောင်းဆုံး site တွေကိုပြန်လည်မျှဝေတင်ဆက်အောင်မယ်ဒါကြောင့်မလို့ကျွန်တော်ဒီကနေ့မှတက်ဆက်မယ်ကျွန်တော်ဒီလက်တွက်မူလေးကိုမတက်ဆက်ပြီးခင်ကျွန်တော်ရဲ့ YouTube channel ဖြစ်တဲ့ MM မျိုးလိုက်ကိုလည်း subscribe ဆိုတဲ့နေရာစားရတဲ့ဒီလိုခေါင်းလောင်းလေးကိုမရိယာသိန်းနဲ့တီးခဲ့ပြီးစီခြင်းပါတယ်အကြိုက်ဆုံးအကောင်းဆုံးကိုမှပြန်လည်မျှဝေပြီးကျွန်တော်မိတ်ဆွေတွေအတွက်ကျွန်တော်ဖန်တီးထုံတော့မှဖြစ်တဲ့အတွက်ကျွန်တော်တက်ဆက်မယ်ဒီထိတ်စီနောက်ပိတ်ပတ်တိအခွေမှု site တွေကိုကျွန်တော်မိတ်ဆွေတွေစာဆိုကြည့်ရှုစီခြင်းပါတယ်အရင်ဆုံးအနေနဲ့ကျွန်တော်မိတ်ဆွေတွေကိုကျွန်တော်ကထိတ်စီ site ကလေးနဲ့စတင်ပြီးသွားမှာဖြစ်တယ်ကျွန်တော်ထိတ်စီ site ကလေးကဘယ်နေစတင်ယူမလဲဆိုရင်ကျွန်တော်ဒီမှာရှိတဲ့ကျွန်တော်ခွန်ရဲကိုပေါင်းမယ်ခွန်ပေါင်းခြင်းခွန်ပေါင်းခြင်းဒီကျွန်တော်တို့ဒီမှာ၄ကိုပေးထားတယ်အဲ့ဒီ၄ဒီပါဖြစ်ရမလဲကျွန်တော်ဒီမှာရှိတဲ့9ရဲ9ရဲနှလုံးပေါင်းခြင်းကလည်းဒီမှာ၄မှုဆိုပြီးဆင်းတယ်ခွန်ပေါင်းခြင်း၄ဒီ9ကိုပေါင်းခြင်း၄ကိုရရှိထားပါတယ်ဒီလိုပုံစံလေးပေါ့နော်နှလုံးပေါင်းခြင်းရနှလုံးပေါင်းခြင်းပုံစံ2ပုံစံ4နဲ့ကျွန်တော်မိတ်ဆွေတွေအတွက်ကျွန်တော်ကထိစီပထမမှုကိုလာမယ့်ကျွန်တော်ကတောက်ချာနေ့73ရက်နေ့တော့ဘူးအကောင်းဆုံးကြိုးစားပြီးပြန်လေပြီးတော့ထုံလုပ်ပြီးတော့တွက်ဆက်ပေးမှာဖြစ်တဲ့အတွက်ကြိုက်တူမဲ့ site ဖြစ်မယ်လို့ယုံကြည်တယ်ပြီးလေကျွန်တော်တို့နောက်တစ် site ကိုကြည့်မယ်နောက်တစ် site ကလည်းကျွန်တော်ဘယ်အထက်ယူမလဲဆိုလို့ရှိရင်ဒီမှာရှိတဲ့ကျွန်တော်တို့က6ရဲ4ရဲကိုပေါင်းတယ်6 4ပေါင်းခြင်း6 4ပေါင်းခြင်းကတော့တဲ့ကျွန်တော်တို့ဒီမှာ3ညကိုရရှိတယ်အဲ့ဒီ3ညကလည်းဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ဒီမှာရှိတဲ့4ရဲ6ရဲပေါင်းခြင်းကလည်းကျွန်တော်တို့ဒီမှာ3ညကိုပေးပါတယ်ခင်ဗျာဒီမှာခွန်ပေါင်းခြင်းကတဲ့ကျွန်တော်တို့က4ကိုပေးပြီးတော့6 4ပေါင်းခြင်းကလည်း3ညဆိုတော့ကျွန်တော်တို့ကဒီမှာခွန်ပေါင်းခြင်း4 5ကိုပေါင်းခြင်း4 6 4ပေါင်းခြင်း3ညမဟုတ်လို့4 6ပေါင်းခြင်းကျွန်တော်တို့က3ညဆိုပြီးတော့ရရှိတဲ့ပုံစံကလေးဖြစ်ပါတယ်အခုထပ်ပြီးတော့ကျွန်တော်မိတ်ဆွေတွေကိုကျွန်တော်ပြန်လည်မျှဝေတင်ဆက်တော့မှာကတော့လာမယ့်တောက်ကြနေ့73ရက်နေ့မှာထွက်မဲ့ဒူဒီရဲ့ထိပ်စီပထမမူလေးကိုကျွန်တော်ပြသပေးတော့မယ်အဲ့ဒါကလည်းကျွန်တော်ဒီမှာရှိတဲ့ကျွန်တော်ဟာ3ညရဲ့4ရက်ကိုပေါင်းမှာဖြစ်တယ်3ည4ပေါင်းခြင်းကိုယူမယ်3ညရဲ့4ရက်ပေါင်းခြင်းကတော့ကျွန်တော်ဒီမှာ4ကိုပေးပါတယ်အဲ့ဒီ4ဒီပါဖြစ်ရမလဲကျွန်တော်ဒီမှာရှိတဲ့8ရက်လွတ်နေတဲ့ကလန်လုံးပေါင်းခြင်းဒီ4မှုဆင်းရမယ်လောလောဆင်းမှာကျွန်တော်တို့က8တလုံးပဲရှိတယ်8ကို4ဖြစ်ချင်တော့ကျွန်တော်တို့ဒီမှာ6တလုံးဖြစ်8 6ပေါင်းခြင်းက4ဆိုတော့ဖြည့်လိုက်တယ်6ဒီကျွန်တော်မိတ်ဆွေတွေ့လာမယ်ဒါကျွန်တော်တို့တောက်ချာနေ့နော်ကျွန်တော်73ရက်2လပိုင်း2026မှာထွက်မဲ့ဒူဒီရဲ့ထိပ်စီဖြစ်ပါပြီခင်ဗျာအခုဆိုရင်ကျွန်တော်မိတ်ဆွေတွေမြင်တွေ့တဲ့အတိုင်းပဲကျွန်တော်တို့ကတော့ထိပ်စီ6ဆိုင်လေးကတော့ရရှိပြီဆိုတော့ကျွန်တော်မိတ်ဆွေလည်းဒီ6ထိပ်site ကလေးကိုတော့ကြိုက်တွေ့မဲ့ site လေးဖြစ်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်ဟုတ်ကဲ့အခုဆိုကျွန်တော်ထိပ်စီပထမမူလေးပြီးပြီဆိုတော့နောက်တဲ့ဒုတိယ site ထိပ်စီလေးကိုတက်ပြီးတော့ကြည့်ကြအောင်ခင်ဗျာဟုတ်ကျွန်တော်နောက်ထပ်ဒုတိယ site ထိပ်စီကဘယ်ရယူမလဲဆိုရင်8ခွန်ရဲ့ထိပ်စီကျွန်တော်က8ကိုယူထားတယ်အဲ့ဒီ8ကိုနှစ်ခတ်ချိန်ပါရ8ရဲ့နှစ်ခတ်ဒီ1ကိုပေးတယ်အဲ့ဒီ1ဒီပါဖြစ်ရမလဲကျွန်တော်ဒီမှာရှိတဲ့8ရဲ့2ရဲ့1ရဲ့8နှစ်1ပေါင်းခြင်းကလည်းကျွန်တော်ဒီမှာ1ဆိုပြီးတော့ပေးပါတယ်ခင်ဗျာနော်ကျွန်တော်တို့ဒီမှာ8ရက်နှစ်ခတ်1ဒီတဲ့8နှစ်1ပေါင်းခြင်း1ဆိုပြီးပေးတဲ့ပုံစံနဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေအတွက်ပေါ့နော်ကျွန်တော်ကထိပ်စီနောက်တစ် site ကိုလာမယ်ကျွန်တော်တောက်ကြနေ73ရက်နေ့တော့ထပ်မံပြင်ဆင်ပြီးတော့အကောင်းဆုံးစူးစမ်းပြီးတွက်ဆက်အောင်မှာဖြစ်ပါတယ်ခင်ဗျာပြီးရင်နောက်တစ် site နောက် site ကကျွန်တော်တို့16ရက်ထိပ်စီကျွန်တော်တို့က1ကိုယူမယ်အဲ့1ကိုနှစ်ခတ်ချိန်နေပါရ1ရက်နှစ်ခတ်ဒီ8ကိုပေးတယ်အဲ့ဒီ8ဒီလည်းပါဖြစ်ရမလဲကျွန်တော်ဒီမှာရှိတဲ့8ရက်1ရက်9ရက်8တက်ကိုပေါင်းခြင်းကလည်းကျွန်တော်ဒီမှာပါရလဲ8ကိုပေးတယ်8နှစ်ခတ်1ဒီတဲ့ကျွန်တော်တို့ဒီမှာ8နှစ်1ပေါင်းခြင်း1ကိုရရှိပြီးတော့1နှစ်ခတ်8ကလည်းကျွန်တော်တို့8တက်ကိုပေါင်းခြင်းကလည်းကျွန်တော်ဒီမှာ8ကိုရရှိထားတယ်အခုဆိုရင်ကျွန်တော်တို့ကထိပ်စီနောက် site ပုံစံကိုတော့ short ပုံစံနဲ့သွားထားတယ်ပြီးရင်နောက် site ကျွန်တော်မိတ်ဆွေတွေအတွက်ဒီထိပ်စီကလာမဲ့တာကျွန်တော်တို့တောက်ကြနေ73ရက်နေ့မှာထွက်တဲ့ site ကိုကျွန်တော်ထုံလို့သွားမှာဖြစ်တယ်ဒါကလည်းကျွန်တော်ဒီမှာ93ရက်ထိပ်စီ9ကိုကျွန်တော်ယူထားတယ်အဲ့ဒီ9ကိုနှစ်ခတ်ချိန်9နှစ်ခတ်ဒီပါရကျွန်တော်တို့ဒီမှာ3ကိုပေးထားတယ်အဲ့3စီလည်းပါဖြစ်ရမယ်ကျွန်တော်ဒီမှာရှိတယ်9ရေ3ရေ
3ရဲ့လွတ်နေတဲ့ကဏ္ဍလုံးပေါင်းခြင်းဒီ3မှုဆင်းရမယ်ဒီမှာ9 3ပေါင်းခြင်းက8 8ကိုကျွန်တော်တို့က3ဖြစ်ချင်းရင်9ထပ်ထည့်ရင်3 5 3 9 3 9ပေါင်းခြင်းက3ဆိုတော့ဖြည့်လိုက်တယ်9ဒီကျွန်တော်မိတ်ဆွေအတွက်လာမဲ့တာကျွန်တော်တို့တောက်ကြနေ73ရက်2လပိုင်း2026အတွက်ဒေစီဖြစ်ပြီးအခုဆိုရင်ကျွန်တော်မိတ်ဆွေတွေမြင်တွေ့ထိုင်ပဲကျွန်တော်ဒီမှာပြသထားတဲ့6ထိပ်စီနဲ့9ထိပ်စီထိပ်စီနှလုံးထဲပဲထိပ်စီကကျွန်တော်မိတ်ဆွေတွေအတွက်ချိန်ဆုံးအားရဆုံးဖြစ်မယ်ဆိုတာလေးကိုကျွန်တော်ကိုချန်ပြူစေခြင်းနဲ့အခုဆိုရင်ကျွန်တော်မိတ်ဆွေတွေအတွက်ထိပ်စီ site လေးတွေပြီးပြီဆိုတော့နောက်ဘိတ် site လေးကိုဆက်ကြည့်ကြအောင်နောက်ဘိတ် site လေးကဘယ်ကနေစယူမလဲဆိုလို့ရှိရင်ကျွန်တော်ဒီမှာရှိတဲ့ခွန်ရဲ့2ရဲ့ကိုကျွန်တော်တို့ပေါင်းမယ်ခွန်2ပေါင်းခြင်းခွန်2ပေါင်းခြင်းကတဲ့ကျွန်တော်တို့က9ကိုပေးတယ်9ကိုပါဝါချင်းရင်4ကိုရရှိထားတယ်အဲ့ဒီ4ဒီဘာဖြစ်မလဲဆိုတော့ကျွန်တော်ဒီမှာရှိတယ်3ရရဲ့5ရဲ့9ရဲ့3ည5ကိုပေါင်းခြင်းကလည်းဒီမှာ4ကိုပေးသွားတယ်နှလုံးပေါင်းခြင်းကိုပါဝါမှု3လုံးပေါင်းခြင်းပြန်ကိုကြားရမယ်ပုံစံနဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေအတွက်နောက်ပိတ်ပထမမှုကိုလာမဲ့ကျွန်တော်ကတောက်ကြနေတော့အကောင်းဆုံးကြိုးစားပြီးတွက်ဆက်ပေးသွားမှာဖြစ်တယ်ဟုတ်ကဲ့ပြီးရင်ကျွန်တော်နောက်တစ်ဆိုင်ကလည်းကျွန်တော်ဒီမှာရှိရခွန်ရဲ့4ရဲ့3ရဲ့ပေါင်းခြင်းကိုယူမယ်4 3ပေါင်းခြင်းကကျွန်တော်ဒီမှာခွန်ကိုပေးတယ်အဲ့ဒီခွန်ကိုပါဝါချိန်ရင်ကျွန်တော်တို့ပါရတယ်2ကိုပေးတယ်အဲ့ဒီ2တည်းပါပြန်ကျွန်တော်ဒီမှာရှိတယ်9ရဲ့4ရဲ့3ရဲ့9 4 3ပေါင်းခြင်းကလည်းကျွန်တော်ဒီမှာ2ကိုရရှိတယ်ခွန်နဲ့ပေါင်းခြင်း9ပါဝါ4 3ည5ကိုပေါင်းခြင်း4 4 3ပေါင်းခြင်းဟာခွန်ပါဝါ2မို့လို့9 4 3ပေါင်းခြင်း2ဆိုပြီးတော့ကျွန်တော်တို့ရရှိသွားပြီပဲဖြစ်တယ်ခင်ဗျာဟုတ်ကဲ့အခုထပ်ပြီးတော့ကျွန်တော်မိတ်ဆွေတွေအတွက်ကျွန်တော်ဖန်တီးပြီးတော့အကောင်းဆုံးကြိုးစားအောင်ပါကလည်းကျွန်တော်မိတ်ဆွေတွေအတွက်ပေါ့နော်လာမယ့်ဒါကျွန်တော်တို့တောက်ကြနေ73ရက်နေ့မှာထွက်မယ့်ဒါ2Dရဲ့နောက်ပိတ်မှုလေးကိုကျွန်တော်ပြသသွားမယ်ဒါကလည်းကျွန်တော်ဒီမှာရှိတဲ့4ရဲ့3ညရေကိုပေါင်းတယ်4 3ညပေါင်းခြင်း4 3ညပေါင်းခြင်းက4ကိုပါဝါချိန်ပါရတယ်9ကိုပေးတယ်အဲ့ဒီ9ဒီပါဖြစ်ရမယ်ကျွန်တော်ဒီမှာရှိရဲ့2ရဲ့8ရဲ့လွတ်နေတဲ့ကဏ္ဍလုံးပေါင်းခြင်းကျွန်တော်တို့ဘာဖြစ်ရမလဲ9ဆိုပြီးဆင်းရမယ်2 8ပေါင်းခြင်းက3ညပဲရှိသေးတယ်3ညကို9ဖြစ်ချင်ရင်9တလုံးထည့်ရင်2 8 9ပေါင်းခြင်းက9ဆိုတော့ဖြည့်လိုက်တဲ့9ဒီကျွန်တော်မိတ်ဆွေအတွက်လာမဲ့တာကျွန်တော်တို့တောက်ကြနေ73ရက်2လပိုင်း2026အတွက်နောက်ပြီးဖြစ်ပြီးအခုဆိုရင်မြင်တွေ့တဲ့အတိုင်းပဲရန်ကိုလာတယ်ပေါ့နော်ကျွန်တော်ဒီမှာပါဝါเนาะကျွန်တော်ဒီမှာအပူညီကိုနက်ခတ်ဆိုပြီးတောက်လျှောက်ဆင်းမဲ့ပုံစံဖြစ်တယ်ရန်ကိုလာတယ်ကျွန်တော်နက်ခတ်ဆိုင်ဖြစ်တယ်ကျွန်တော်မိတ်ဆွေအတွက်နောက်ဆုံးပဲအင်းနဲ့လွယ်ပြီးလို့ရအောင်ကူညီမဲ့ site ဖြစ်တယ်ကျွန်တော်မျှော်လင့်ထားတယ်အရင်ကလည်းလာတယ်ကျွန်တော်တို့6ကိုအတွက်ဖြစ်တယ်အခုဆိုတော့ကျွန်တော်ခဏကောက်တော့ရပြီဆိုတော့နောက်ထပ်ဒုတိယ site နောက်ပိတ်လေးကိုကျွန်တော်ထပ်ပြီးတော့သွားမယ်နောက်ထပ်ဒုတိယ site နောက်ပိတ်ကကျွန်တော်တို့ဘယ်ရယူတယ်ဆိုရင်ကျွန်တော်ဒီမှာရှိတဲ့ဒီခွန်ရဲ့3ညရေကိုပေါင်းမယ်ခွန်3ညပေါင်းခြင်းခွန်3ညပေါင်းခြင်းကတဲ့ကျွန်တော်တို့ဒီမှာပါရလဲခွန်ကိုပေးတယ်အဲ့ဒီခွန်ဒီမှာဖြစ်ရမလဲကျွန်တော်ဒီမှာရှိတဲ့2ရေ9ရေ3ညရေ2 5 3ညပေါင်းခြင်းကခွန်ဆိုပြီးရရှိတယ်ခင်ဗျနှလုံးပေါင်းခြင်းခွန်သည်3လုံးပေါင်းခြင်းခွန်ဆိုပြီးပြန်တွဲရမယ်ပေါ့နော်ဒါအရန်ကိုလာတဲ့ကြာနောက်ပိုင်းနောက်ဆိုင်ဖြစ်တယ်ဒီပုံစံနဲ့ပဲလာမယ်ဒါကျွန်တော်ကတောက်ကြနေ73ရက်နေ့ကိုထပ်မံဖန်တီးပြီးအကောင်းဆုံးတွက်ဆက်အောင်မှာဖြစ်တယ်ပြီးရင်နောက်ဆိုင်ရတဲ့ကျွန်တော်ဒီမှာရှိတယ်ကျွန်တော်4ရက်5ရက်ပေါင်းတယ်4 5ပေါင်းခြင်း4 5ပေါင်းခြင်းကလည်းကြီးမြင်ရမှာ9ဆိုပြီးပေးတယ်အဲ့ဒီ9ကလည်းဘာဖြစ်လဲ1ရက်6ရက်2ရက်1 6 2ပေါင်းခြင်းကလည်းကျွန်တော်ဒီမှာ9ဆိုပြီးတော့ရရှိတယ်ခွန်3ညပေါင်းခြင်းကခွန်သည်တဲ့2 5 3ညပေါင်းခြင်းခွန်ကိုပေးထားတယ်လို့ပဲဒီမှာ4 5ပေါင်းခြင်း9ကလည်း1 6နဲ့ပေါင်းခြင်းကျွန်တော်တို့9ဆိုပြီးတော့ရရှိထားပြီဖြစ်တယ်ခင်ဗျရန်ကုန်လာတဲ့နောက်ပိတ်ဆိုင်ဖြစ်တယ်မြင်တွေ့ရပြီလည်းဖြစ်တယ်အခုထပ်ပြီးထုံတော့မှာကလာမဲ့တာကျွန်တော်တို့တောက်ကြနေ73ရက်နေ့အတွက်နောက်ပိတ်ကောင်းဆုံးလေးကိုကြောမိတ်ဆွေတွေဖန်တီးပြီးတော့မယ်အဲ့ဒါကလည်းကျွန်တော်ဒီမှာရှိတယ်4ရဲ့6 2ရဲ့ကိုပေါင်းမယ်4နှစ်ပေါင်းခြင်း4နှစ်ပေါင်းခြင်းကတဲ့ဒီမှာ6ကိုပေးလိုက်တယ်အဲ့ဒီ6ဒီဘာဖြစ်ရမလဲကျွန်တော်ဒီမှာရှိရ3ရဲ့2ရဲ့လွတ်နေတဲ့ကလန်လုံးပေါင်းခြင်းဒီကျွန်တော်တို့ဘာဖြစ်ရမလဲ6မှုဆင်းရတော့မယ်3နှစ်ပေါင်းခြင်းက1ပဲရှိတယ်1ကို6ဖြစ်ချင်းရင်3နှစ်ပေါင်းခြင်းက9ပဲရှိတယ်9ကို6ဖြစ်ချင်းရင်1တလုံးထည့်ရင်3နှစ်1ပေါင်းခြင်းက6ဆိုတော့ဖြည့်လိုက်တဲ့1ဒီကျွန်တော်မိတ်ဆွေအတွက်လာမဲ့တာကျွန်တော်တို့တောက်ကြနေ73ရက်2လပိုင်း2026အတွက်နောက်ပြီးဖြစ်ပြီအခုဆိုရင်မြတွေ့တဲ့အတိုင်းပဲအရန်ကိုလာတဲ့ကလန်နှစ်ခွက်ရရှိပြီဒီကလန်နှစ်ခွက်ထဲကဘယ်ကနာကြောမိတ်ဆွေတွေကြိုက်ဆုံးဖြစ်မယ်ဆိုတာလေးကိုကြံပြူစေခြင်းနဲ့နောက်ရအတွက်လည်းဒီထက်ပုံမကောင်းမွန်တဲ့ site တွေနဲ့ကျွန်တော်ဖန်တီးပြီးတော့အကောင်းဆုံးတင်ဆက်အောင်မယ်အဲ့ဒီဗီဒီယိုလေးကိုလည်းချိန်နေပြီးထပ်မံကြည့်ရှုခြင်းနဲ့ဆိုရင်ကျွန်တော်ဗီဒီယိုဖိုင်လေးရောက်ကနေရောက် subscribe ဆိုတဲ့စာသားနဲ့တွေ့ပဲဖေးနာကခေါင်းလောင်းလေးကိုတစ်ချိန်ထဲတီးထားပြီးကျွန်တော်တင်တိုင်းဗီဒီယိုလေးကိုချိန်ပြီးကြည့်ရှုနိုင်မှာဖြစ်တယ်ဒီနေ့မှာကြောမိတ်ဆွေကျွန်တော်တင်ဆက်ပေးထားသေးလာမယ်ဒါကျွန်တော်73ရက်2လပိုင်း2026မှာထွက်မဲ့ 2D အတွက်ကိုကျွန်တော်မိတ်ဆွေအတွက်ကျွန်တော်ကအကောင်းဆုံးဖန်တီးပေးလိုက်တယ်ပမာကဏ္ဍတစ်ခွက်တော့မြင်တွေ့တဲ့အတိုင်းပဲကျွန်တော်က6ကိုရရှိပြီးတော့ဒုတိယကဏ္ဍတစ်ခွက်တော့9တစ်ကိုရရှိထားတယ်
နောက်ထပ်မြတ်တာလက်ဆောင်တွေလည်းကျွန်တော်ပါပါကိုထပ်ပြီးထားတယ်ကြိုက်ဆုံးကလည်းတစ်လုံးကတော့6ဖြစ်တယ်6ကြိုက်တဲ့လူက6ကိုကစားမယ်1ကြိုက်တဲ့လူက1ကိုကစားပြီးတော့အခွေသမားတွေကတော့ဒီကဏ္ဍ၄လုံးကိုပဲခွေလိုက်ရင်ထီထီမိမိနဲ့အကျိုးမြတ်ရရှိမှာဖြစ်တယ်ဒါကြောင့်မလို့အကြိုက်ဆုံးတဲ့အကောင်းဆုံးကိုဖန်တီးပေးထားပြီးကံကောင်းလိမ့်မယ်လို့လည်းမျှော်လင့်တယ်ကြော်ဝီတို့လိုမျိုးကြည့်ရှိတဲ့မိတ်ဆွေအားလုံးလည်းဒီနေ့လေးနဲ့ပေါက်ပါသေးလို့ဆုမကောင်းတောင်းပေးတယ်ကြော်ဝီတို့လိုမျိုးကြည့်ရှိတဲ့မိတ်ဆွေအားလုံးဒီစိတ်ချမ်းသာခွေချမ်းသာနဲ့ပြည့်စုံပါစေစေပေးတော်ပါယောဂဘေးအားလုံးကိုကြော်လာပြီးတော့ဒီကဏ္ဍလေးနဲ့ပေါက်ရရင်လို့ပဲတာယာချမ်းမြေတဲ့မိသားစုပေါ်လေးကိုရောက်ပါစေရောက်ရှိကြပါစေလို့ဆုမကောင်းတောင်းနေပဲကျွန်တော်ရဲ့ဗီဒီယိုလေးကိုကျွန်တော်ကဒီလောက်နဲ့ပဲဆုံးသက်ရနာပါတယ်။မနေ့ကပေါက်တဲ့သူတွေလည်းကျွန်တော်တို့ဗီဒီယိုအားလေးဖြစ်ဖို့တောင်းဆိုချင်ပါသေးတယ်ခင်ဗျာအားလုံးအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ။